ဒါကတော့ရိုးရိုးရှင်းရှင်းအမဲလိုက်တဲလေးကနေဥရောပရဲ့အခမ်းအနားဆုံးနဲ့ဩဇာအရှိဆုံးနန်းတော်ကြီးအဖြစ်ကိုမှပြောင်းလဲသွားခဲ့တဲ့နန်းတော်ကြီးအကြောင်းပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း400လောက်ကပြင်သစ်ဘုရင်လူဝီ73ဟာပါရီမြို့ရဲ့ရှုပ်ထွေးမှုတွေကနေကိုလွတ်မြောက်ပြီးတော့ဗာဆိုင်ရွာနီကတောအုပ်တွေထဲမှာအမဲလိုက်ခီးထွက်ရတာကိုကြိုက်နှစ်သက်ခဲ့ပါတယ်။1624ခုနှစ်မှာတော့သူကအမဲလိုက်ထွက်ရင်းနဲ့ရိုးရိုးအုံနဲ့ကြောက်သားတဲလေးတစ်ခုကိုတိစောက်ခဲ့ပါတယ်။အဲ့ဒီတုန်းကတော့ဒီနေရာဟာဒီနေ့ခေတ်ရဲ့ကြီးမားတဲ့နန်းတော်ကြီးနဲ့အများကြီးကိုမှကွာခြားခဲ့ပါတယ်။နောက်တော့သူ့ရဲ့သားလူဝီ14လက်ထက်မှာအရာအလုံးကပြောင်းလဲသွားခဲ့ပါတယ်။လူဝီ14ကတော့သူ့ဖေရဲ့တဲလေးကိုဥရောပမှာအခမ်းအနားဆုံးနန်းတော်ကြီးဖြစ်ကုန်မှပြောင်းလဲဖို့ကိုရည်ရွယ်ခဲ့လို့ပဲဖြစ်ပါတယ်။သူကတော့သူ့ရဲ့တကူအာဏာနဲ့ပြင်သစ်နိုင်ငံရဲ့ဂုဏ်တရေကိုပြသချင်တာကြောင့်1662ခုနှစ်မှာကြီးမားတဲ့စီမံကိန်းတစ်ခုကိုစတင်ခဲ့ပါတယ်။အဲ့ဒီစီမံကိန်းကတော့နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးတော့တိုင်းပြည်ရဲ့စီးစိမ်ဥစ္စာတွေကိုလည်းတော်တော်လေးကိုမှအကုန်ကြခံခဲ့ပါတယ်။နန်းတော်ကြီးအခြေခံဖို့အတွက်ကိုစိတ်မြေတွေကိုရေထုတ်ရပါတယ်။အုံမြင့်ထူကြီးတွေကိုခြာရတယ်။ကြောက်တုံးတွေကိုမိုင်ပေါင်းများစွာဝေးတဲ့နေရာကနေကိုတည်ယူရတယ်။အလုပ်သမားတွေလက်မှုပညာရှင်တွေနဲ့ဘီတုကာတွေဟာနှစ်ပေါင်းများစွာမမောမပန်းတဲ့ကိုအလုပ်လုပ်ကြရပါတယ်။အဲ့ဒီခေတ်ကတော့နာမည်ကြီးဘီတုကာတွေရဲ့ဥယျာဉ်ဒီဇိုင်နာတွေဖြစ်တဲ့လူဝီလေဖော်နဲ့အန်ဒရီလေနိုထရာတို့ကိုတော့မှအဲ့ဒီအန်အောဘရာလက်ရာကိုဖန်တီးဖို့ဆိုပြီးတော့ခေါ်ယူခဲ့ပါတယ်။အရန်တော်တဲ့အန်ဒရီလေနိုထရာကတော်ရိုက်မြေကိုလှပတဲ့ဥယျာဉ်ကြီးဖြစ်ကုန်မှပြောင်းလဲပေးခဲ့ပါတယ်။တည်တက်လှပတဲ့မြက်ခင်းတွေပုံစံမျိုးမျိုးနဲ့ကိုမှချုံပင်တွေနဲ့ရေပန်းပင်တွေပါဝင်တဲ့ဥယျာဉ်ကြီးဟာနန်းတော်ကြီးရဲ့ခမ်းနားမှုကိုပို့ပြီးတော့ပေါ်လွင်စေခဲ့ပါတယ်။နန်းတော်ကြီးကတော့ပိုကြီးလာပြီးတော့တောက်ပခမ်းနားလာတာနဲ့အမျှသူ့ရဲ့ရေးပါမှုကလည်းတိုးလာခဲ့ပါတယ်။1682ခုနှစ်မှာလူဝီ14ကအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်။သူကတော့တော်ဝင်ရုံးနဲ့အစိုးရဌာနတွေကိုပါရီကနေဗာဆိုင်ကိုရွှေ့ပြောင်းခဲ့ပါတယ်။ဒါဟာရိုးရိုးရှင်းရှင်းနေရာပြောင်းရွှေ့ရုံတသက်တော့မဟုတ်ပါဘူး။မူမတ်တို့ကိုနန်းတော်ထဲမှာနီးကပ်ထားပြီးတော့လူဝီ14ကသူတို့ကိုအနီးကပ်ကိုစောင့်ကြည့်နိုင်ဖို့ပဲဖြစ်ပါတယ်။မူမတ်တို့ရဲ့အာဏာကိုထိန်းချုပ်ပြီးတော့လူဝီ14ကသူ့ရဲ့အာဏာကိုပိုကြီးအောင်လုပ်ခဲ့တာဖြစ်ပါတယ်။ဗာဆိုင်နန်းတော်ကြီးမှာအခမ်းအနားတွေဘောလုံးပွဲတွေနဲ့အခမ်းပွဲတွေဟာအမြဲမပြတ်ကိုမှနေတိုင်းကိုကျင်းပခဲ့ကြပါတယ်။နန်းတော်တွေကိုဝင်လိုက်တာနဲ့ခမ်းနားထေဝါမှုတွေကြောင့်လူတိုင်းအားတင်ခဲ့ကြရပါတယ်။မှန်ခမ်းမဟာဆိုရင်တော့ဖြင့်လူဝီ14ဂုံယူရဆုံးမှန်ခမ်းမပဲဖြစ်ပါတယ်။မှန်ခမ်းမဆိုတာကတော့ပရင်ပေါက်တွေကနေဝင်လာတဲ့အလင်းရောင်ကိုထင်ဟပ်စေတဲ့မှန်ရပေါင်းများစွာကိုစီတန်းထားတဲ့တောက်ပတဲ့အခန်းတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီအလင်းရောင်ကတော့အလှဆင်ထားတဲ့မျက်နှာချက်တွေနဲ့ရွှေရောင်အဆင့်တစားတွေကိုအယောင်လက်နေစေတာကခမ်းနားတဲ့နတ်ပုံနန်းတစ်ခုလိုပဲဖြစ်ပါတယ်။ဗာဆိုင်နန်းတော်ရဲ့အခန်းတစ်ခုစီတိုင်းကိုလည်းတန်ဖိုးမဖြတ်နိုင်တဲ့အမှုပညာလက်ရာတွေဈေးကြီးတဲ့ကော်စောတွေနဲ့တောက်ပတဲ့မီးဆိုင်တွေနဲ့ကိုအလှဆင်ထားတာဖြစ်ပါတယ်။ပရင်ပေါက်2115ခုမိကိုခေါင်းတိုင်352ခုနဲ့အခန်းပေါက်900ပါရှိတဲ့ဒီနန်းတော်ကြီးဟာဆိုရင်တော့ဖြင့်မြို့သေးစားလေးတစ်ခုလိုပါပဲ။ဗာဆိုင်နန်းတော်ကလှပယုံနေမကပဲနဲ့တမိုင်းရဲ့အရေးပါတဲ့ကိစ္စတွေမှာလည်းပါဝင်ခဲ့ပါတယ်။ပြင်သစ်ပရက်ရှားစစ်ပွဲကိုအဆုံးသတ်စေခဲ့တဲ့စာချုပ်တွေအမေရိကန်ရဲ့လွတ်လပ်ရေးကိုအတိအမှတ်ပြုတဲ့စာချုပ်တွေနဲ့ပထမကမ္ဘာစစ်ကိုအဆုံးသတ်စေခဲ့တဲ့စာချုပ်တွေကိုဒီနန်းတော်ကြီးထဲမှာချုပ်ဆိုခဲ့ကြပါတယ်။ဒါပေမဲ့လည်းဗာဆိုင်နန်းတော်ရဲ့ခမ်းနားမှုကကုန်ကျစရိတ်တွေများပြားလာစေခဲ့ပါတယ်။နန်းတော်ကြီးတည်ဆောက်မှုတုန်းကကုန်ကျခဲ့တာတွေပြင်ကုန်မှာတော်ဝင်မျိုးနယ်တွေရဲ့စင်ခံလူနေမှုပုံစံကပြင်သစ်ဗန္ဒာတိုင်းအပေါ်ကိုတိတာထင်ရှားတဲ့ဝန်တော့ဝန်ပိုးဖြစ်စေခဲ့ပြီးတော့ပြည်သူပြည်သားတွေကလည်းမချင်မနှက်ကိုဖြစ်လာခဲ့ကြပါတယ်။ဒီလိုနဲ့ပဲလူဝီ14ရဲ့ခေတ်ပြီးတော့သူ့ရဲ့ဆက်ခံသူတွေဖြစ်တဲ့လူဝီ15နဲ့လူဝီ16တို့ကဆက်လက်အုပ်ချုပ်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့လူဝီ16နဲ့သူ့ရဲ့မိဖုရားမာရီအန်တိုနက်တို့ကြောင့်ပြည်သူလူထုရဲ့မကျေနပ်မှုတွေဟာပေါက်ကွဲထွက်လာခဲ့ပြီးတော့1989ခုနှစ်မှာတော့ပြင်သစ်ဒေါ်လာရေးကြီးကစတင်ခဲ့ပါတယ်။တော်လန်ရေးကြောင့်တော်ဝင်မိသားစုကလည်းဗာဆိုင်ကနေထွက်ပြေးခဲ့ရပြီးတော့ပြင်သစ်ရဲ့တအူးဆန်ပိုင်ဘရင်စနစ်ကလည်းအဆုံးသတ်သွားခဲ့ရပါတယ်။တော်လန်ရေးအတွင်းမှာနန်းတော်ကိုလူရဲဖျက်ဆီးခဲ့ရပြီးတော့နန်းတော်မှာအလှဆင်ထားတဲ့တန်ဖိုးရှိရဲ့ယတနာချုပ်ကိုလည်းယူဆောင်သွားခဲ့ကြပါတယ်။ဒါပေမဲ့လို့တော်လန်ရေးရဲ့အုံကြွမှုတွေကြားမှာတော့မှဗာဆိုင်နန်းတော်ကြီးဟာဆိုရင်တော့ဖြင့်ထဲဝါစွာကိုတည်ရှိနေခဲ့ပါတယ်။ယနေ့ကမှတော့ဒီနန်းတော်ကြီးဟာခမ်းနားထဲဝါတွေပြတဲ့တစ်ခုနဲ့ UNESCO ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်ကိုမှရပ်တည်နေခဲ့ပြီးတော့ဗီတုကလက်ရာတွေကိုလည်းကြည့်ရှုဖို့နဲ့သူ့ရဲ့တမိုင်းကြောင်းကိုလေ့လာဖို့အတွက်ကိုနှစ်စဉ်လာရောက်လည်ပတ်သူကတန်ပေါင်းများစွာကိုဆွဲဆောင်လျက်ရှိပါတယ်။တင်သာပါဆိုင်နန်းတော်ကိုရောက်ဖြစ်မယ်ဆိုရင်တော့ကြီးမားတဲ့ခမ်းမတွေနဲ့ဥယျာဉ်တွေကိုရှောက်သွားရင်းနဲ့အတေးရဲ့ပဲ့တင်ထက်တန်တွေကိုလည်းခန်းစားကြည့်နိုင်ပါတယ်။ပိုးသားဝတ်ရုံတွေနဲ့တရှက်ရှက်မီတန်တွေမူမတ်တွေရဲ့တီးတိုးပြောဆိုတန်နဲ့တချိန်ကလွှမ်းခြုံခဲ့တဲ့ဂီတတန်စင်တွေကိုကြားရောက်ရင်းနဲ့စိတ်ကူးယဉ်ကြည်လိုက်ပါ။ဗာဆိုင်နန်းတော်ဟာဆိုရင်တော့ဖြင့်အာဏာရှင်စနစ်ကိုတွန်းလှန်ပြီးတော့ခေတ်သစ်ဥရောပကိုပုံဖော်ခဲ့တဲ့တမိုင်းရဲ့တက်တည်အထောက်အထားတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့နောက်တစ်ခါဗာဆိုင်ဆိုတဲ့နာမည်ကိုကြားလိုက်တဲ့အခါမှာဒါဟာလှပတဲ့နန်းတော်တစ်ခုဖြစ်ရုံနဲ့မကဘဲနဲ့ရွှေရောင်ကြောက်သားတွေနဲ့ထွန်းထူထားတဲ့တမိုင်းတစ်ခုဆိုတာကိုမမေ့ပါနဲ့။ဒီနန်းတော်ကြီးကတော့အမဲလိုက်တဲလီဘဝကနေကိုပြောင်းလဲလာခဲ့တဲ့စိတ်ကူးယဉ်မှုအာဏာတော်လှန်ရေးနဲ့အမွေနှစ်တွေရဲ့ပုံမြင်တစ်ပုဒ်ပဲဖြစ်ခဲ့ပါတယ်။ကဲပရိသတ်တို့ဒါကတော့အမဲလိုက်တဲ့တဲလီဘဝကနေကိုဥရောပရဲ့အခမ်းအနားဆုံးနန်းတော်ကြီးဖြစ်ကိုမှပြောင်းလဲသွားခဲ့တဲ့ဗာဆိုင်နန်းတော်ကြီးအကြောင်းကိုကျွန်တော်ရဲ့ page လေးကနေကိုတင်ဆက်ပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။အခုလိုမျိုးစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုစဉ်ဆက်မပြတ်ကိုတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်နော်။ခေတ္တဆိုရင်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြရအောင်လားခင်ဗျာ။အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။